ဆုံး Zoom နဲ့ရောက်လာလို့ရှိရင်ဒီမှာ new meeting ရှိမယ် join ရှိမယ် schedule ရှိမယ် share screen ရှိမှာပေါ့နော်ဆိုကိုကနေပြီးတော့တခြားသူရဲ့ link ထဲကိုဝင်မယ်ဆိုရင် join ထဲကနေနှိပ်ပြီးတော့မှဒီ personal ID ထည့်မယ်ကိုယ့်ရဲ့ account နာမည်ထည့်ပြီးတော့မှ join လုပ်လို့ရပါတယ်အခုကကျတော့ new meeting စမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ new meeting လေးနဲ့သွားပါမယ်အဲဆိုရင်ရှိရင် new meeting မှာအောက်မှာ start with video ရှိရယ်နောက်တစ်ခုကကျတော့ကိုယ့်ရဲ့ personal meeting ID လေးရှိပါတယ် personal meeting ID လေးရဲ့နံပါတ်လေးကဒီအောက်မှာပေါ့နော်ဆိုအဲ့ဒါလေးကိုဖျားလေးကိုဖိလိုက်ရင်ဒီဘက်ပေမှာဘောက်လေးသုံးခုကြာခဲ့တယ်ပေါ့နော်အဲ့ဒီမှာ copy ID ရှိမယ် coffee invitation ရှိမယ် PMI setting ဆိုပြီးတော့ရှိပါမယ် coffee invitation ကကိုကတခြားလူတယောက်ကိုရဲ့ဒီ link လေးကိုပေးချင်တယ်ဆိုရင် coffee invitation လေးကိုclip လုပ်ပြီးတော့မှတခြားသူရဲ့ဒီ Viber ဒါမှမဟုတ် Messenger ကိုတင်မဲ့ဒီ classroom ထဲမှာဒီ link လေးကိုပြန်ပြီးချပေးလိုက်လို့ရှိရင်ကိုရဲ့ဒီ meeting ID password လေးကသူတို့စီမှာပေါ်ရောက်လာတယ်ပေါ့နော်ပထမဆုံးဒီ new meeting လေးနဲ့စလိုက်ပါမယ်ပထမဆုံးအနေနဲ့ဒီမှာ audio ပေါ့နော်ဆို audio မှာဆိုလို့ရှိရင်အဓိကကတော့ဒီ noise removal ပေါ့နော် noise removal လေးကိုထားတာပြီးရင်ရပါပြီနောက်တစ်ခါကျဒီ audio setting မှာဆိုလို့ရှိရင်ကိုကနေပြီးတော့ဒီ test speaker လေးတွေစမ်းသပ်လို့ရတယ်ပေါ့နော် test speaker ကဘာလဲဆိုတော့ဒီက output volume ပေါ့နော်ဒါကကျတော့ဒီ student တွေဘက်ကဒါမှမဟုတ်ဒီမှာကိုလုံးဝ meeting ရဲ့တခြားတစ်ဖက်ကလူရဲ့အတန်အတိုးအကျယ်ပေါ့နော်ချို့ကြောင့်အတန်အရန်တိုးရင်ကအတန်ကျယ်ပေးလို့ရတယ်ချို့ကြောင့်အတန်အရန်ကျယ်မယ်ထင်လို့ရှိရင်ကအတန်ကိုချိန်ညှိပေးလို့ရတယ်ဒါကကျတော့ဒီ test speaker ကိုဒီမှာဆိုလို့ရှိရင်နောက်ထပ်တစ်ခုကကျတော့ဒါက input volume ပေါ့နော်ဆိုကိုယ့်ရဲ့ input volume ကတိုးမှလားကျယ်မှလားစသဖြင့်ဒီ test microphone နဲ့စမ်းသပ်ကြည့်လို့ရတယ်အဲ့မှာ noise removal လေးထားပေးလို့ရှိရင်ဒီအနောက်ဘက်ကကိုယ့်ရဲ့ background noise တွေကိုသူကအနည်းဆုံးတတ်နိုင်သမျှတော့ရှော့ချပေးပါတယ်နောက်တစ်ခုကကျတော့ဒီ video ပေါ့နော်ဆို video မှာဆိုလို့ရှိရင်ဒီနောက်ခံ background ပြောင်းထားတဲ့ဒီပုံစံပဲပေါ့နော်အဲ့မှာနောက်ခံ background ပြောင်းတဲ့နေရာမှာဆိုရင်ဒီ video setting ထဲမှာသူ့ရဲ့ feature လေးဖြစ်ဒီ video and effect ပေါ့နော်ဒီ video ဘိုင်းမှာဆိုလို့ရှိရင်ကိုကဒီ HD ရွေးထားရင်ဒါအကောင်းဆုံးပဲပေါ့နော်ပြောရလို့ရှိရင်ကိုယ့်ရဲ့ဒီအလင်းအမှောင်ချိန်ကြည့်လို့ရတယ်ပေါ့နော်ကိုကဘယ်လိုလင်းမှလဲမှောင်မှလားကိုယ့်ရဲ့အကယ်၍ကိုယ့်ရဲ့ဒီ screen ကိုယ့်ရဲ့နေရာ data အရင်မှောင်တဲ့ data ဆိုလို့ရှိရင်ကိုဒီမှာလာပြီးတော့ setting ထဲမှာလာညှိပြီးတော့မှကိုယ့်ရဲ့ဒီ color တွေနောက်ခံ background တွေချိန်လို့ရတယ်အကယ်၍ကိုကချိန်ချင်တယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့ဒီmakeup apply တွေပါဒီထဲမှာလုပ်လို့ရတယ်ပေါ့နော်ဆို visual background အနေနဲ့ဆိုလို့ရှိရင်ဒါချေတို့တည်ပြီးသားပဲပေါ့နော်ဒါကတော့ adventure လေးတွေပါကိုလိုချင်တဲ့ပုံစံလေးတွေကိုက download လုပ်ပြီးတော့မှအသုံးပြုလို့နိုင်ပါတယ် video filter လေးတွေရှိမယ်ပေါ့နော်ဒါချေတို့အနေနဲ့စမ်းသပ်ကြည့်ရင်အဆင်ပြေပါလိမ့်မယ် okay okay နောက်တစ်ခုကကျတော့ participant ပေါ့နော်ဆို participant မှာဆိုလို့ရှိရင်ခဏတော့ပြောသလိုပဲဒီလို invite ကနေထားရိုက်လာတဲ့လူရှိသလိုဒီ coffee invite link ပေါ့နော်ကိုကအကယ်၍ဒီ Zoom ထဲမှာရောက်နေတဲ့ခြားလူကိုကနေပြီးတော့ link လေးပေးချင်တယ်ဆိုလို့ရှိရင်ဒီ participant ရဲ့ဘေးနားညားလေးကနေပြီးတော့မှသွားပြီးတော့ဒီ copy invite link ကနေတစ်ဆင့်သူတို့ကိုဝင်ခိုင်းလို့ရတယ်ပေါ့နော်အကယ်၍ကိုကနေပြီးတော့ဒီမှာ order sheet လေးနှိပ်လဲရပါတယ်နောက်တစ်ခုက chat ပေါ့နော်ချက်ကကြတော့ကျတို့ဒီမှာအဆက်လေး30ပေါ့နော်ဒီအဆက်လေး30မှာဆိုလို့ရှိရင်ဒါကထိန်းချုပ်လို့ရတဲ့အပိုင်းပေါ့ဒီ chat တွေထဲမှာဆိုလို့ရှိရင်ဒီ zoom တင်တဲ့ခါကျရင်ဖြစ်လို့ဖြစ်ထားရှိတဲ့ပြဿနာအများစုကပါလဲဆိုတော့ဒီ chat ထဲမှာတယောက်နဲ့တယောက်စာတွေပို့ကြရတယ် private ကနေစာတွေပြောကြရတယ်အဲ့ဒီဟာတွေကို control လုပ်ဖို့အတွက်ဆိုလို့ရှိရင်အဓိကအရေးကြီးတာကဒီ meeting ဒီ chat ရဲ့ဘောက်တွေက setting နဲ့ပေါ့နော်ဒီအဆက်34မှာဆိုရင်ဘယ်သူမှဒါကကြတော့ဒီ message ပို့တဲ့အပိုင်းမှာပတ်သက်ပြီးတော့ manage လုပ်လို့ရတယ်ပေါ့နော်အကယ်က no one ကိုရွေးရမယ်ဆိုလို့ရှိရင်ဒါကဘယ်သူမှ message ပို့ခွင့်မရှိတော့ဘူးပေါ့နော်ချို့ကြတော့ဒီ message reply တွေအများများတဲ့ခါကျရင်ဒါလေးကိုတုံ့ပြကြရတယ်နောက်တစ်ခါကျ host and co-host ပေါ့နော်ဒီကိုဒီ Zoom link ကိုစပြီးလုပ်တဲ့သူကဒီ host နဲ့ဒီ co-host ကနေပြီးတော့မှဒီအကြောင်းကြားစာလေးတွေဒီ notice စာလေးတွေကိုမှပို့ချင်တယ်ဆိုလို့ရှိရင်ဒီco-host and co-host လေးရွေးထားလို့ရှိရင်တခြားမည်သူမှပို့ခွင့်မရှိတော့ပါဘူးဒီ host နဲ့ co-host ကပဲပို့ခွင့်ရှိပါတယ်နောက်တစ်ခါကျ everyone ဆိုရင်တော့ရွေးထားလို့ရှိရင်ဒါကလူတိုင်းပို့ခွင့်ရှိရဲနောက်တစ်ခါကျ everyone and anyone directly ပေါ့နော်ဆိုပို့လိုက်တာနဲ့ direct ပို့လို့ရတဲ့ပုံစံမျိုးလေးရွေးထားပါတယ်ပေါ့နော်အဲဆို everyone ဆိုကိုကဒီမှာကိုကအကယ်၍ no one ဆိုလို့ရှိရင်ဒါဘယ်သူမှပို့လို့မရတော့ဘူးပေါ့နော် okay
ဒါကကြတော့ဒီ message မှာကိုက manage လုပ်လို့ရတဲ့အပိုင်းလေးဖြစ်တယ်နောက်တစ်ခုကကြတော့ဒီ reaction ပေါ့နော်ဒီ react ပေးတဲ့နေရာမှာကိုကreham sign လေးရှိရတခြားသော feature လေးတွေလည်းမှာထပ်ပြီးတော့ရှာဖွေပြီးတော့သုံးလို့ရတယ်ပေါ့နော်နောက်တစ်ခုကကျတော့ share ပေါ့နော် share screen မှာဆိုလို့ရှိရင်သူက one participant can share at the time ဆိုတော့တယောက်ပဲဒီအချိန်တစ်ခုမှာ share လို့ရတယ်တနည်းအားဖြင့်တချို့ကျတော့ဒီ presentation လုပ်တဲ့အခါတွေမှာဆိုလို့ရှိရင်student တွေဘက်က share တာရှိရအဲ့လိုမျိုးဆိုရင်တော့ဒီ multiple participant can share simultaneously ကိုရွေးထားလို့ရတယ်အပေါ်က one participant can share at the time ကကြတော့ဒီ teacher ကနေပြီးတော့ပဲ presentation လုပ်နေတဲ့အခါတွေမှာဆိုလို့ရှိရင်ဒီတစ်ခုတည်းကိုရွေးထားလို့ရတယ်ပေါ့နော်ဒါကြောင့်နောက်ထပ်ရွေးလို့ရတဲ့ဟာလေးပေါ့နော် effect choose ပါနောက်တစ်ခုကကြတော့ဒီ host to ပေါ့နော်ဒါကတော့ဒီ host ဘက်ကနေလုံးနိုင်တဲ့အရာလေးတွေသူကရှင်းပြထားတာဖြစ်တယ်။ကဲဒီက meeting ကို log လုပ်ချင်တာလားသူက waiting room ထဲကနေစောင့်ခိုင်းချင်တာလားတချို့ကျတော့ဒီ attend တွေစတိုင်းရှိရဲ့ခါကြတော့ရှိရင်တစ်ချိန်မပြီးခင်မှာနောက်ထပ်တစ်ချိန်ကစပြီးတော့ attender တွေကစောင့်ဝင်လာပြီးကြိုပြီးတော့မှရောက်လာပြီးဆိုရင်ဒီဘက်ကစတင်တာကလည်းမပြတ်သေးဘူးနောက်ထပ် attender တွေကလည်းဝင်ရောက်လာပြီးဆိုလို့ရှိရင် class ကထင်ရခတ်တယ်ပေါ့နော်ဆိုတော့သူတို့ပြန်ထွက်ခိုင်းဆိုရယ်ထွက်ခိုင်းလို့ကမရဒီဘက်အတန်းကလည်းမပြီးသေးအဲ့လိုပြဿနာတွေဖြစ်တဲ့ခါကြလို့ရှိရင်သူတို့ waiting room ခန်းထဲမှာစောင့်ခိုင်းတာလို့ရတယ်ပေါ့နော်အဲ့ဆိုတော့တစ်ဖက်မပြီးသေးလို့ရှိလို့ရှိရင်ဒီဘက်ကတစ်ဖက်မှာ waiting room လေးထားပြီးတော့မှ waiting room ခန်းထဲမှာစောင့်ခိုင်းပြီးတော့မှသူတို့ဒီဘက်တခန်းပြီးသွားမှသူတို့ကိုဒီ invite လေးနဲ့ပြန်ပြီး join ခံတာမျိုးလုပ်လို့ရတယ်ဒီမှာကဆိုလို့ရှိရင်ဒါ along all participant တူပေါ့နော်ဒီမှာပါဝင်တဲ့လူတွေအားလုံးကိုဘာတွေခွင့်ပြုတာလဲဆိုလို့ရှိရင် share screen လုပ်ဖို့ခွင့်ပြုတာရှိတယ်တယောက်နဲ့တယောက် chatting လုပ်တာ chatting စကားပြောခွင့် message ပို့ခွင့်တွေပေးထားတာရှိတယ်နောက်တစ်ခုကကျ rename ပေါ့နော်ကိုယ်ပိုင်နာမည်လေးတွေတိကျစွာပေးလို့ရတယ်တချို့ကျတော့ဖုန်းတွေမှာဆိုလို့ရှိရင်ဖုန်းရဲ့ဒီနာမည်လေးပေါ်နေတတ်တယ်ပေါ့နော်ဖုန်းရဲ့ဒီကိုယ့်ရဲ့ model နာမည်လေးပေါ်နေတာပဲဖြစ်ဖြစ်ပေါ့နော်အဲ့လိုမျိုးဖြစ်နေတယ်ဆိုလို့ရှိရင် rename တွေပြန်ပေးလို့ရတယ်နောက်ကကျ unmute ပေါ့နော် mute လုပ်လို့ရတယ်ဒါမှမဟုတ်ကို mute ဖွင့်လို့ရတယ်ပေါ့နော်ဒီမှာ step video share document တွေလည်းတယောက်နဲ့တယောက် share လို့ရတယ် whiteboard တွေ share လို့ရပါတယ်နောက်တစ်ခုကကျဒီ collaboration zoom app ပေါ့နော် zoom app နဲ့တယောက်နဲ့တယောက်ချိတ်ဆက်အသုံးပြုလို့ရတယ်နောက်တစ်ခုကကျတော့ဒီတခြား application တွေနဲ့လည်းချိန်ပြီးတော့သုံးလို့ရပါတယ်။နောက်တစ်ခုကဒီမှာဆိုလို့ရှိရင် set meeting time ကိုကအချိန်သတ်မှတ်ချင်တယ်ဆိုလို့ရှိရင် meeting time မှာကိုဘယ်လောက်ယူမှာလဲစသဖြင့်ကိုကသတ်မှတ်လို့ရတယ်ဒါမှမဟုတ် meeting schedule တွေပေါ့ကိုကဘယ်နေ့ဘယ်နာရီဘယ်အချိန်မှာဒီ meeting ကိုစဖွင့်ပါတယ်ဆိုကိုကမအားလက်တဲ့ခါကြလို့ရှိလို့ရှိရင်တို့ timer လေးထားခြင်းအဖြစ်ကိုတော့ပို့ပြီးတော့အဆင်ပြေချောမွေ့စေရပေါ့နော်နောက်တစ်ခုကကြတော့request to record to computer ဒီ computer အတွက်ဆိုလို့ရှိရင် record လုပ်ဖို့အတွက်တို့ကို request တောင်းရတာမျိုးလေးတွေရှိပါတယ်တကယ်ကိုကဒီ participant တွေထုတ်ပယ်ခြင်းနဲ့ဆိုလို့ရှိရင် remove participant နဲ့လည်းထုတ်ပယ်လို့ရပါတယ်ဒါကတော့ host ထဲမှာပါတယ် tool လေးပါနောက်တစ်ခုကကျ breakout room ပေါ့နော်ဒီ breakout room မှာဆိုလို့ရှိရင်ကိုက breakout room ရဲ့ဒီလူအရေးအတွက်ပေါ့နော်ဒါက assign automatically ဆိုတာသူကလူအရေးအတွက်ပေါ့ဥပမာကိုယ့်ရဲ့အတန်းသား10ယောက်ရှိရယ်ကိုက break out လူရဲ့ထည့်ချင်တယ်ဆိုရင်ဒါ automatically သူကနေပြီးတော့ဘယ်နှယောက်တစ်ဖွဲ့ဆိုပြီးတော့ခွဲပြီးသွားတာဖြစ်တယ်ပေါ့နော်ဆိုကိုကgroup ကိုဘယ်နှ group ခွဲချင်တာလဲတစ် group လားနှစ် group လားသုံး group လားကိုယ့်ရဲ့အရေးအတွက်အတန်းသားပေါ်မူတည်ပြီးတော့ group လေးတွေခွဲပါလို့ရတယ်ပေါ့နော်ဒါကကျတော့ assign manually ဒါကတော့ကိုယ်တိုင် manage လုပ်ပြီးတော့ခွဲလို့ရတယ်နောက်တစ်ခုကကျတော့ less participant can choose room ပေါ့နော်ဒီဟာလေးကိုရွေးထားမယ်ဆိုလို့ရှိရင်ဒီပါဝင်တဲ့ student တွေကကိုလိုချင်တဲ့အခန်းကိုရွေးချယ်ပြီးတော့မှparticipate လုပ်လို့ရတယ်ပေါ့နော်ဆိုတော့ဒါကကျတော့ဒီbreakout room ကိုခွဲတာဖြစ်ပါတယ်ဒီမှာ breakout room ထဲမှာဆိုရင် rule 1 rule 2 rule 3စသဖြင့်အဲ့လိုမျိုးလေးခြေတို့အသေးစိတ်ပြန်ပြီးတော့ကို manage လုပ်လို့ရပါတယ်နောက်တစ်ခုကကြတော့ဒီမှာကmeeting information လေးတွေပဲပေါ့နော်ဒါကကြတော့ခြေတို့ခဏတုန်းကဒီ student တွေရဲ့ invite copy invite တွေမှာပါဝင်တဲ့meeting ID တွေ passcode တွေ invite link တွေပဲဖြစ်ပါတယ်ဆိုတော့ဒီဟာလေးတွေကိုခြေ meeting passcode ကဘာလဲဆိုတာကိုသိချင်တယ်ဆိုလို့ရှိရင် meeting information ထဲမှာဝင်ကြည့်လို့ရပါတယ်ဒါကကြတော့ဒီ record လုပ်ထားတဲ့record box ပေါ့နော်record box လေးကိုနှိပ်ပြီးလို့ရှိရင်ဒီ record တောင်းလို့ရပါတယ် student တွေဒီမှာ record တောင်းပြီးတော့မှဒီ second record လေးယူပါတယ်ဒီမှာဆိုရင်ကျတို့က caption လေးဖွင့်ထားပြီးလို့ရတယ်ဘာလို့လဲဆိုကိုတင်တဲ့အတန်းက English အတန်းဖြစ်တယ်ဆိုလို့ရှိရင်ဒီအောက်မှာဒီစာတန်းလေးတွေတို့ကထိုးပေးပါတယ်ကိုက document တွေ share ချင်တာပဲဖြစ်ဖြစ် whiteboard အသုံးပြုချင်တာပဲဖြစ်ဖြစ်ပေါ့နော်
ဆိုရင် whiteboard မှာဆိုရင် new whiteboard ဒီအရင်တော့ကဒီ existing whiteboard အရင်တော့လုပ်ခဲ့တဲ့ whiteboard တွေနောက်တစ်ခုကကျတော့ share whiteboard option ပေါ့နော်ဒီ option တွေတချို့ကျတော့ဒီ whiteboard တွေ share ကြတာရှိရဲအဲ့ဟာဆိုလို့ရှိရင်ဒီ share whiteboard option လေးတွေရွေးလို့ရတယ် new whiteboard ထဲမှာဆိုလို့ရှိရင်တော့ကျတို့ဒီမှာအသုံးပြုလို့ရတဲ့ feature လေးတွေကပုံမှာပါတဲ့အတိုင်းပဲပေါ့နော်ကျတို့စင်ပြေသလိုအသုံးပြုလို့ရပါတယ်ဒီထဲမှာပါတဲ့ feature လေးတွေ feature လေးရာဒီ shape လေးတွေလည်းရှိရဲနောက်တစ်ခု arrow လေးတွေ text bar ရှိရဲဒါဆို text လုပ်လို့ရတဲ့ဟာလေးပေါ့နော်အဲဆိုရင်ကျတို့အနေနဲ့တချို့ equation တွေဘာတွေညှိချင်တဲ့ဟာတွေမှာအသုံးပြုလို့ရပါတယ်ဒါကတော့ comment မှန်လို့ရတယ်ဒါတော့ဒီ ratio တွေပေါ့နော်ကိုအတိုင်းအတာယူမဲ့ ratio ပုံစံ frame လေးတွေခြာလို့ရပါတယ်ဒီ Zoom ထဲမှာပါဝင်တဲ့ feature လေးတွေကိုလည်းသိသွားပြီးဘယ်လိုအသုံးပြုရမလဲဆိုတာကိုအခြေခံသဘောတရားအနေနဲ့သိသွားကြလိမ့်မယ်လို့ထင်ပါတယ်နောက်ထပ်ဗီဒီယိုမှာဆက်ပြီးစောင့်ကြည့်ပေးကြပါ